အခုဒီမှာကြည့်နေတဲ့သူတွေထဲမှာလေပရိတ်ကြော်ကြိုက်တဲ့သူတွေပါလား ရောင်ဖို့တော့မဟုတ်ပါဘူးကျွန်တော်စားဖို့ပါ ညာကြီးကြခဲ့တော့ဗော ညာကြီးပဲဒီမှာအများကြီးညလာတယ် မင်းကတော့ပျောက်သွားနေတာတွေတော့ချာညာလား မဟုတ်ပါဘူးဒီကဝဲလာတာ ဝဲလာတာ ပရိတ်ကို2000ဖို့အကောင်300ကျော်အောင်ရတယ်အခုဒီမှာကြည့်နေတဲ့သူတွေထဲမှာလေပရိတ်ကြော်ကြိုက်တဲ့သူတွေပါလားဒီနေ့တော့ပရိတ်ကြော်ကို share ပေးတဲ့တီးပါမယ်ခင်ဗျာကျွန်တော်ကတော့မလုပ်တော့ဘူးနော်ဒါပေမဲ့အတော်တို့လုတ်ခိုင်းမယ်ပရိတ်ကြော်ကိုအထီးလာမလာတော့ကိုလည်းတေချာမခွဲတတ်ဘူးဆိုတော့ကြည့်နေကြတဲ့သူငယ်ချင်းများဟုတ်ပါဘူးကြည့်နေကြတဲ့သူငယ်ချင်းများလိုက်ကြည့်ပေးကြပါအောင်ခင်ဗျာ အေးတော်တော်ချစ်ခံချင်တာ အဲ့တော့ပရိတ်ကြော်လေးဝါးသီးဆွဲပါမယ်ခင်ဗျာ let's go let's go တကယ်တော့အတော်အကြော်ပေးတာပါကျွန်တော်တို့ရဲ့ BTS ချင်း 哎，给出去。这个嘛，基本上就可以。 ဒါကြော်မကြော်ရသေးဟာပေါ့နော်ဒီမှာကြော်နေတာဖြစ်ပါတယ်ဒီကတော့ချစ်ချွေးရလေးရောင်ဖို့တော့မဟုတ်ပါဘူးကျွန်တော်စားဖို့ပါ ကဲရပါပြီခင်ဗျာကြော်လို့လည်းပြီးသွားပြီဆိုတော့နည်းနည်းမြည်ကြည့်ပါမယ်ခင်ဗျာမနေ့ကတော့အကောင့်350ပဲအခုကြော်လဲကြော်ပြီးတော့တယောက်နိုင်စားတယောက်နိုင်စားနဲ့350မပြည့်တော့ဘူးเนาะဆိုတော့ကချဲချဲတငယ်ချင်းများအားလုံးပဲစားကြပါအောင်ခင်ဗျာပရိတ်ကြော်ပေါ့เนาะသူမြိုက်ဘလူးစားလဲတော့မသိဘူးမြက်ကကြောက်ဒီမှာမာလာမုံနဲ့တူစားပါတော့အိမ်မှာလည်းတစ်ခါမှမကြော်စားဘူးဆိုတော့ဒီအောင်အဆင်ပြေတယ်လို့ပဲသွားကြော်ပေးလိုက်တယ်ကျွတ်တော့ကျွတ်သွားရပါတော့အရက်သားလေးရှိပါတယ်မာလာမုံနဲ့တူစားပါတယ်ခင်ဗျာကျွတ်တော့ဘလူးစားကြလဲဒါဘလူးကြော်လဲမြက်တော့တေချာမသိဘူးအတော်တို့ကတော့တန်ရှင်တဲရအောင်တော့လုပ်ပေးထားဆိုတော့စားလို့လည်းအရင်ကောင်းပါတယ်ခင်ဗျာဆိုတော့ကပြီးကြော်ကိုအိမ်မှာကြော်စားဘူးရဲ့သူရှိလား comment ထဲမှာရေးခဲ့ပေးကြပါဦးခင်ဗျာကြော်နီးလေးမမှန်ဘူးဆိုရင်လည်းပြောလာခဲ့ပေးကြပါဦးခင်ဗျာချစ်တဲ့ငယ်ချင်းများအားလုံးကျေးဇူးများတင်ပါတယ်